မင်္ဂလာပါခင်ဗျာဒီနေ့ခေတ်မြန်မာပြည်သူတွေကြားအပြောများဆုံးသတင်းကတော့ရွှေစည်းဘယ်လောက်ရှိပြီလဲဆိုတာပါပဲမနေ့ကထက်ဒီနေ့ဈေးတက်မနက်ကထက်ညနေဈေးတက်နဲ့ရွှေစည်းနှုန်းဟာအံ့ဩစရာကောင်းလောက်အောင်မြင့်တက်နေပါတယ်ဒါဆိုရွှေစည်းကဘာကြောင့်တက်နေရတာလဲကမ္ဘာရွှေစည်းကြောင့်လားဒါမှမဟုတ်ပြည်တွင်းအခြေအနေကြောင့်လားဒီဗီဒီယိုမှာရွှေစည်းတက်ရတဲ့အဓိကအကြောင်းရင်း၅ချက်ကိုလူတိုင်းနားလည်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမအချက်ကတော့ကမ္ဘာရွှေစည်းနှုန်းမြင့်တက်ရတဲ့အကြောင်းရင်းတွေကရှုပ်ထွေး၍မဲ့အဓိကအားဖြင့်အောက်ပါအချက်၄ချက်ကြောင့်ဖြစ်ပါတယ်အထူးသဖြင့်2025-2026ကာလအတွင်းမှာရွှေစည်းဟာစံချိန်တင်မြင့်တက်နေတဲ့အကြောင်းရင်းတွေကတော့နံပါတ်1ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများဒါကအဓိကအကြဆုံးအချက်ပါကမ္ဘာနေရာအနှံ့အပြားဥပမာအရှေ့အလယ်ပိုင်းမှာအီရန်အရေးဗင်နီဇွဲလားအရေးယူကရိန်းနဲ့ရုရှားအရေးထိုင်ဝမ်ရေလက်ကြားမှာစစ်မဲ့ဖြစ်ပွားမှုတွေဒါမှမဟုတ်စစ်ရေးတင်းမာမှုတွေရှိလာတဲ့အခါယင်းနှိမ့်မြုပ်နှံသူတွေကစိုးရင်စိတ်တွေရှိလာကြပါတယ်စစ်ပွဲတွေဖြစ်ရင်စတော့ဆရာဈေးနဲ့ငွေကြီးတွေကတန်ဖိုးကျနိုင်မိမဲ့ရွှေကတော့ဘယ်တော့မှတန်ဖိုးမပြတ်ဘူးလို့ယူဆကြတဲ့အတွက်လူတွေကရွှေကိုစုပြုံဝင်လာကြပါတယ်နံပါတ်2ဘဟုဘန်းဤဝယ်လိုအားနိုင်ငံအသီးသီးဗဟုဘန်းတွေအထူးသဖြင့်တရုတ်အိန္ဒိယရုရှားနဲ့တူရကီတို့ဟာသူတို့ရဲ့နိုင်ငံခြားသုံးတီးတဲ့ငွေထဲမှာအမေရိကန်ဒေါ်လာကိုရှော့ချပြီးရွှေကိုအစားထိုးဝယ်ယူစုဆောင်းလာကြပါတယ်ဒေါ်လာပေါ်မိကုန်မှုကိုစော့ချခြင်းတဲ့အတွက်ဗဟုဘန်းတွေကရွှေကိုတန်ချိန်ရာနဲ့ချီဝယ်ယူနေတာကြောင့်ကမ္ဘာချီစည်းကပ်မှာဝယ်လိုအားအဆမတန်မြင့်တက်လာတာဖြစ်ပါတယ်နံပါတ်3အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်းမူဝါဒအမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတွေကိုရှော့ချလိုက်တဲ့အခါဒါမှမဟုတ်ရှော့ချမယ်လို့သတင်းတွေထွက်တဲ့အခါရွှေစည်းနှုန်းတက်လေရှိပါတယ်အတိုးနှုန်းကြရင်ဒေါ်လာတန်မှုကျဆင်းတတ်ပါတယ်ဒေါ်လာတန်မှုကြရင်ရွှေကိုဒေါ်လာနဲ့ဝယ်ရတာပိုသက်သာသွားတဲ့အတွက်ယင်းနှိမ့်မြုပ်နှံသူတွေကရွှေဘက်ကိုလှည့်လာကြပါတယ်နံပါတ်4ငွေကြီးဖောင်းပွားမှုကမ္ဘာလုံးဆိုင်ရာကုန်စည်နှုန်းတွေတက်လာပြီးငွေကြီးတန်မှုကျဆင်းလာတဲ့အခါရွှေဟာတန်ဖိုးကိုထိမ့်သိမ်းနေဆိုအစီအဆုံးလို့ယူဆကြပါတယ်ငွေကြီးဖောင်းပွားမှုဒဏ်ကနေကာကွယ်ဖို့အတွက်ရွှေကိုအကာအကွယ်တစ်ခုနည်းနဲ့ဝယ်ယူကြပါတယ်နောက်ဒုတိယအချက်ကတော့ဒေါ်လာဈေးပါမြန်မာပြည်မှာရွှေကိုကျပ်ငွေနဲ့ဝယ်ရပေမဲ့ရွှေရဲ့တန်ဖိုးကိုဒေါ်လာနဲ့တွက်ချက်ပါတယ်ဒေါ်လာဈေးတက်လေကျပ်ငွေတန်ဖိုးကျဆင်းလေရွှေဝယ်ဖို့ကျပ်ငွေပိုပေးရလေပါပဲဒါကြောင့်ကမ္ဘာရွှေစည်းငြိမ်နေရင်တောင်ဗမာငွေတန်ဖိုးကျနေရင်ရွှေစည်းကတက်နေအောင်မှာပါပဲတတိယနဲ့စတုတ္ထအချက်ကတော့ဝယ်လိုအားဒမန်းနဲ့ယင်းနှိမ့်မြုပ်နှံမှုအခွင့်အလမ်းတွေပါကုန်စည်နှုန်းတက်လာတဲ့အခါလူတွေကမိမိတို့ရဲ့စုဆောင်းငွေတန်ဖိုးမကျအောင်ရွှေကိုပြောင်းဝယ်လာကြပါတယ်နောက်ပြီးအိမ်ချမ်းမြေအယောင်းဝယ်တွေအေးနေတာဘဏ်တွေမှာငွေအပ်ဖို့ထက်ရွှေဝယ်ကပူစိတ်ချရတယ်လို့ယူဆကြတာတွေကြောင့်ရွှေကအဓိကယင်းနှိမ့်မြုပ်နှံမှုဖြစ်လာပါတယ်ဝယ်သူများရင်ဈေးတက်တာကတဘာဝပါပဲနောက်ဆုံးတစ်ချက်ကတော့ကုန်ထုတ်လုပ်မှုဈေးရိတ်ပါရွှေတူဖို့ရမှာသုံးတဲ့73စီစည်းနှုန်းတွေလုံသားကားတွေနဲ့တည်ယူပူဆောင်ရေးအခက်အခဲတွေကြောင့်ရွှေအသစ်ထုတ်လုပ်နိုင်မှုရောကြလာတာကလည်းဈေးကွက်ထဲမှာရွှေစည်းကိုမြင့်တက်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်အနည်းချုပ်ရရင်တော့ရွှေစည်းတက်ဟာနိုင်ငံတကာအခြေအနေထက်ကျွန်တော်တို့ပြည်တွင်းကငွေကြေးဖောင်းပွားမှုနဲ့ဒေါ်လာဈေးပေါ်မှာပိုပြီးမူတည်နေတာကိုတွေ့ရပါတယ်ဒါကြောင့်ရွှေဝယ်ယူစုဆောင်းတော့မယ်ဆိုရင်ဒီအချက်တွေကိုသေချာစောင့်ကြည့်ဖို့အကြံပြုလိုပါတယ်ဗီဒီယိုလေးကလူချင်းမင်းတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အခုလိုစီးပွားရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုသိချင်ရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့အောင်နော်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ